hero တဲ့ Ambrosia ကိုဘယ်လိုဆော့မလဲအရင်ဆုံးသိတာမှာကဒီ hero ရဲ့ basic attack မှာ range attack နဲ့ melee attack ဆိုပြီး2မျိုးရှိပါတယ် melee attack ကတော့ရိုးရိုးရှင်းရှင်းလေးပဲ enemy ကိုကပ်ပြီး basic attack သုံးလိုက်မယ်ဆိုရင်သူ့ရဲ့ဓာတ်သွားတွေနဲ့3ချက်တီတီအမြန်ခုတ်မှာပဲဖြစ်ပါတယ်ဒါပေမဲ့အဝေးကနေ basic attack သုံးလိုက်ရင်ဖြစ်မဲ့ range attack မှာတော့ rebound လုပ်လို့ရပါတယ် brother ကအဝေးကနေ basic attack တစ်ချက်သုံးလိုက်မယ်ဆိုရင်သူ့ရဲ့ဓာတ်သွားအဝိုင်းကြီးနဲ့လှမ်းပစ်လိုက်မှာဖြစ်ပြီးဒီ hero စီကိုပြန်မလာခင်မှာ basic attack ကိုထမ်းနေလိုက်မယ်ဆိုရင်နောက်တစ်ခါ enemy ကိုထပ်ပစ်လိုက်မှာပါအဲ့လိုမျိုးသုံးကအထိ stat ဆုလို့ရပါတယ်ဆိုတော့မောင်ဆိုင်ရေး basic attack က2မျိုးတော့ရှိတာဘာကိုယူသုံးအောင်မလဲဆိုပြီးတော့ brother တို့ကမေးဖို့တွေးနေတယ်ဆိုရင်တော့မေးမနေပါနဲ့တော့ကျွန်တော်လည်းမသိပါဘူးကျွန်တော်ကသူမကိုချစ်တာပဲသိတာဒီ basic attack အကြောင်းလေးကိုသိပြီဆိုရင်တော့ skill တွေကအားလုံးမခက်ပါဘူး difficulty ကလည်း easy လို့ပြောထားတာဆိုတော့လေဆိုတော့ run မှာတစ်ပွဲနှစ်ပွဲလောက်စောကြည့်လိုက်ရင်တော့တန်းပြီးကျွမ်းသွားမှာပါဆိုတော့အဆင်ပြေကြပါသေးဗျ။နေ့အောင်နေပါဦးဒီပင်ကတစ်ပတ်လောက်နေမှာဗီဒီယိုတစ်ပုတ်လောက်ထားတာတင်ပြီးအခုကြောက်လဲကြိုက်ကတန်းလိုက်ဘလို့ကြီးလေပြီးတော့ပြောပါအောင်မယ်ဗီဒီယိုတွေလုံးရင်လည်းကြောင်တောင်ဘော်ဒရော်တွေကဝင်ပြောသေးတာဘာရီမန်မသိဘူးအဲ့လို brother တွေအတွက်ပြပြချင်တာကကျွန်တော်ဒီအော်တိုဘာလာထဲမှာပို့ပြီး active ဖြစ်ဖို့ရှိပါတယ်ဗျ။နောက်ပိုင်းနေကြရင်လည်းကျွန်တော်ဗီဒီယိုတွေကိုလည်းနည်းနည်းအတီလေးတွေလုပ်ဖို့စဉ်းစားထားပါတယ်။ဘော်ဒရော်တွေသိမလို့ဖြစ်တော့ဘူးပေါ့နော်။အခုကတော့နည်းနည်းလေးသိခံပြီးကြပါအောင်ဗျ။နေပါဦးခုကဘာဗီဒီယိုလုပ်နေရတော့ကဲဆက်မယ်ဆိုရင် skill 1ကသုံးလိုက်မယ်ဆိုရင်အနီးက enemy ကို damage ထိမယ်ကိုက movement speed နဲ့ attack speed ရမယ်ဒါကဗရေလေးဆောင်ဝင်တော့မယ် skill ပါအရင်ကြီးမှတ်စရာတော့မရှိပါဘူး skill 2ကိုမပြောခင်မှာ skill 3ကိုရှင်းပြပေးပါမယ် skill 3ကလည်း2မျိုးမှတ်ထားလို့ရပါတယ်သုံးလိုက်ရင်ရမယ် effect ရယ်မသုံးမဲရမယ် effect ရယ်ဒီ skill ကိုသုံးလိုက်မယ်ဆိုရင် Ambrosia က4စက္ကန့်အထိကိုသွေးပို့ရနိုင်မယ် state ကိုရောက်နေမှာပါတကယ်လို့ brother ကဒီ skill ကိုမသုံးထားဘဲတည်သွားမယ်ဆိုရင်သွေး90%နဲ့ပြန်ရှင်းနိုင်မှာပဲဖြစ်ပါတယ်ဆိုတော့နှစ်ခါပြန်သေးလို့ရတာပေါ့ဆိုတော့ scale 3မှာဆိုရင် defense နှစ်ခုလုံးကိုရမှာပါသုံးလိုက်ရင်ပဲဖြစ်ဖြစ်မသုံးလိုက်ရင်ပဲဖြစ်ဖြစ်ဒီ scale ကအသုံးဝင်နေမှာပါ scale 2ကရှေ့ကို test လုပ်လိုက်မှာဖြစ်ပြီးတော့ enemy ရှိနေမယ်ဆိုရင်တော့ဒီလိုမျိုးတိုက်ခိုက်မှာပဲဖြစ်ပါတယ်အဲ့လိုတိုက်နေမယ့်အချိန်မှာသွေးလဲပြန်ပြေးနေမှာဖြစ်ပါတယ် scale 3သုံးထားပြီးမှဒီ scale ကိုသုံးလိုက်မယ်ဆိုရင် damage ပိုထွက်မှာပါအဲ့ဒါအပြင် visitor နဲ့ enemy ကိုအမှတ်လုပ်ထားရင်လည်း damage အပေါ်ထွက်နေအောင်မှာပါအဓိကတော့ဒီ scale ကို enemy ကိုထိအောင်သုံးဖို့ပါပဲကလပ်စာတွေ combo လေးတစ်ချက်ပြပြပေးပါမယ်အရင်ဆုံး brother က skill 1သုံးပြီး battery လေးဆောင်းဝင်မယ်ပြီးရင် enemy ကို basic attack နဲ့အမှတ်ပေးမယ်အဲ့ဒါပြီးရင်တော့ skill 2နဲ့ damage ပေးမယ်ပြီးရင် basic attack ပြန်သုံးကိုကတိကနီးပြီဆိုရင် skill 3ဖွင့်ပြီးပြန်ရိုက်လို့ရပါတယ်ဒါကတော့အခြေခံမှာ battery ချင်းဒီပေါ်မူတည်ပြီးတော့ brother အဆင်ပြေသလိုလည်းအသုံးပြုလို့ရပါတယ်ဆိုတော့ဒီဗီဒီယိုလေးကတော့ပါပဲနားမလဲတာတခုခုရှိရင်လည်း comment မှာမေးခဲ့လို့ရပါတယ်ကျွန်တော်ကဇန်ပါနောက်ဗီဒီယိုလေးမှာပြန်တွေ့အောင်